Hello အခုဆိုလို့ရှိရင်အုံးသီးကိုဖွက်ပြနေတာဖြစ်ပါတယ်။ သူကတစ်စိတ်ချင်းမှုားပါတယ်။မှုားတဲ့အခါခေါင်းဘက်ကနေပြီးတော့ပေါက်ချက်တွေကိုယူရပါတယ်။ပေါက်ချက်ကလည်းရှတဲ့ပေါက်ချက်တွေကိုမှန်ကန်အောင်လို့တစ်ချက်ပြီးတစ်ချက်အဲ့ဒီလမ်းကြောင်းကျအောင်ပြန်ပြီးတော့ပေါက်ယူရပါတယ်။ယောက်ျားတွေဆိုရင်တော့အားရှိတဲ့အတွက်ကြောင့်ပေါက်ချက်အဝေးကြီးယူပါတယ်ဒီမှာဆိုလို့ရှိရင်ပေါက်ချက်တစ်ချက်ကကျန်ခဲ့ပါပြီဒါပေမဲ့လို့အဲ့ဒီပေါက်ချက်ကိုနောက်ပေါက်ချက်တစ်ခါလာမှအမွှားဆွဲထုတ်မှယူလို့လည်းရပါတယ်နောက်ထပ်ပေါက်ချက်တစ်ချက်ထပ်ပေါက်လိုက်ပါတယ်တမွှားချင်းစီပေါက်ထုတ်လိုက်ပါတယ်တမွှားချင်းစီပေါက်ထုတ်လိုက်ပါတယ်ပေါက်ထုတ်လိုက်ပါတယ်နောက်ဆုံးပေါက်ချက်တစ်ချက်ထပ်သုံးပါတယ်အားလေးသုံးပြီးတော့ဆွဲထုတ်ပါတယ်ရှင်ဆွဲထုတ်ပါတယ်မရဘူးဆိုရင်တော့ဒီတနှောင်းလေးနဲ့ထုပြီးတော့ခွာလိုက်ပါတယ်တနှောင်းလေးနဲ့ထုပြီးတော့ခွာလိုက်ပါတယ်ဓားပြားနဲ့ဟိုတနှောင်းဘက်ကမဟုတ်ပဲဓားသွားနဲ့မလုပ်တာကဓားကအုံသီးရဲ့အသားကိုသွားထိလို့ရှိရင်အုံသီးအလုံးကိုသွားထိရင်ဓားပြားတွေကျိုးတတ်လို့ပါ